motivation ဒီလို motivation လို့လူပြောများနေတဲ့အရာကတကယ်လက်တွေ့မှာ spirit အောင်မြင်မှုအတွက်ကထင်သလောက်အရေးမပါဘူးဆိုတာ spirit သိထားဖို့လိုအပ်ပါတယ်ဒါဆိုငါအောင်မြင်နေဖို့ဘာလိုအပ်တာလဲဆိုတော့မေးကောင်းမေးနိုင်ပါတယ်တကယ်လိုအပ်နေတာကဘလောက်ပဲစိတ်တက်ကြနေပါစေဘလောက်ပဲပင်ပန်းနေပါစေဘလောက်ပဲပြင်းရည်နေပါစေဒီအလုပ်ကငါမဖြစ်ဖြစ်အောင်ပြီးမြောက်အောင်လုပ်မယ်ဆိုရယ်စိတ်တက် discipline အဲ့ဒါအရေးကြီးဆုံးပဲဘာလို့ဒီလိုပြောရလဲဆိုလို့ရှိရင်အောင်မြင်တဲ့သူတို့တစ်ချက်ကြည့်ပေါ့နော် YouTube မှာလည်းရှာလို့ရတယ်အမြဲသူတို့က discipline အကြောင်းကိုပဲပြောနေတယ် motivation ဆိုရဲအရာကိုသူတို့ရဲ့ခေါင်းထဲမှာမထည့်ဘူးဘာလို့လဲဆိုတော့သူတို့ကလှုပ်ချင်ခြင်းမလှုပ်ချင်ခြင်းဒီအလုပ်ကိုလှုပ်တဲ့နေဆိုရင်လှုပ်နေလို့ပဲလှုပ်ကိုလှုပ်ရမယ်လို့တန်လိုက်တန်ချထားလို့ပဲဒီဗီဒီယိုကြည့်နေတဲ့သူလည်းကြုံမှုမှာပါမိုးအေးနေတဲ့ရက်မှာမထခြင်းပဲထပြီးတော့ကြောင်းသွားရတဲ့ရက်တွေအလုတ်သွားရတဲ့ရက်တွေအဲ့ရပေါ်မှာကွေးနေခြင်းပဲစကားကြည့်ပြီးတော့ကွေးနေခြင်းပဲဆောင်းမွေးနေလို့စာချက်နေရတဲ့ရက်တွေဒီလိုမျိုးရက်တွေကဒီလိုမျိုးအချိန်ခါရ spirit ကို motivation ဆိုတဲ့အရာထက် discipline ဆိုတဲ့အရာကိုသင်ပေးနေပါတယ်တစ်ချိန်တည်းမှာပဲအဲ့ဒီအလုပ်ကိုလုပ်ပြီးတဲ့အခါမှာပြင်းမြောက်သွားတဲ့အခါမှာရလာတဲ့ satisfaction ပျော်ရွှင်မှုကျဉ်းနှံ့မှုအောင်မြင်သွားရလို့ခံစားရတဲ့ feeling တွေကပေါ့နော်တင့်ကိုဒီအလုပ်ကိုဆက်ပြီးတော့လုပ်စီရပေါ့နော်ဒီလိုနဲ့ habit တစ်ခုဖြစ်လာလိမ့်မယ်အဲ့တော့ habit ဆိုတဲ့အရာက habit ဖြစ်လာပြီဆိုလို့ရှိရင်ဘယ်အရာမှမခက်ခဲတော့ဘူးပေါ့နော်ဥမာမနက်မိုးလင်းသွားတိုက်မယ်ဆိုလို့ရှိရင်တော့မှဒါကခက်ခဲနေတဲ့အရာမဟုတ်တော့ဘူးဒါပေမဲ့ငယ်လေးတော့ခက်ခဲခဲ့ဒီလိုမျိုးပေါ့နော်ဒါကလည်း Isming ကြောထားတဲ့စကားနဲ့တူတူပဲပေါ့နော်ပြီးတော့ feeling တွေဆိုတာတိတ်နေလို့ပဲပေါ်လာလိုက်ပြောက်လာလိုက်ဖြစ်မှာပဲအဲ့တော့ကို့မှာပြင်းနေရဲပေါ့နော်သဘော feeling တွေရနေရဲခံစားချက်တွေရနေရဲဆိုလို့ရှိရင်ခဏလောက်ငါပြင်းနေရဲဆိုတော့မေ့ထားပြီးတော့ကိုလှုပ်ရှားရှိရအောင်တိုင်မာလေးနဲ့ဖြစ်ပေါ့နော်9မိနစ်လောက်စပြီးတော့လှုပ်ကြည့်ပါ perfect ဖြစ်နေဖို့မလိုဘူးအများကြီးပြီးဖို့မလို9မိနစ်လောက်ပဲဒါဆိုလို့ရှိရင်အဲ့9မိနစ်ဆိုတဲ့အချိန်ကနေပြီးတော့ကိုကလေ momentum ဆိုတဲ့အချိန်တခုရသွားပြီဆိုလို့ရှိရင်10 minute 30 minute အဲ့လိုတစ်ဆင့်ပြီးတစ်ဆင့်တိုးသွားရဲ့အခါကျလို့ရှိရင်ကိုအနေနဲ့အလုပ်တစ်ခုပြီးမြောက်မှုဆိုတာဖြစ်လာလိမ့်မယ်ပေါ့နော်အဲ့တော့တကယ်ပြဿနာပြင်းနေရမဟုတ်ပါဘူးစဖို့ခင်းနေရပါအဲ့တော့ perfect ဖြစ်ဖို့လည်းမလိုပါဘူးဒီလို speed ပြောလို့လုပ်ကြည့်လို့ရှိရင် discipline ဆိုတဲ့အရာကလေကိုယ့်အတွက်အကျင့်တစ်ခုလိုပါသွားလိမ့်မယ်ပေါ့နော်အမြဲလုပ်ချင်မှလုပ်မယ်ဆိုရဲစိတ်ကြီးကိုဖျောက်ထားပါငါလုပ်ချင်တဲ့အချိန်မှာထလုပ်မယ်ဆိုရဲ motivation ကိုအားကိုးတာကိုရှက်လိုက်ပါပေါ့နော်အခုချက်ချင်းကိုဘာလုပ်ရမလဲလုပ်စရာရှိတဲ့ to-do list တွေကိုချရေးပါအဲ့ဒါကိုတပြိုင်တည်းပြီးမြောက်အောင်လုပ်ပါပြီးတော့မှနားပါအဲ့တော့ကိုပြောချင်တာက motivation ကအောင်မြင်မှုအတွက်အရေးမပါဘူး discipline ကသာအရေးပါတယ်ဆိုပြီးတော့ speaker ပြောချင်ပါတယ်ဆိုတော့ thank you for watching bye bye see you in the next video and follow me for more